အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Stereo Sky Education Center ရဲ့ DJ Champion ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က transitive verbs နဲ့ intransitive verbs တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်နော်အဲ့တော့ transitive verbs ဆိုတာပါလဲ intransitive verbs ဆိုတာပါလဲတိုင်းရိုက်ပါတာပြန်ရမယ်ဆိုရင် transitive verbs ဆိုတာဒီကံလိုကရိယာလို့ပြောလို့ရတယ်အဲ့တော့ဆိုလိုချင်တာက direct object a verb which needs a direct object နော်အဲ့တော့ direct object လို့တဲ့ကရိယာကို transitive verbs လို့ပြောလို့ရတယ်အဲ့တော့ intransitive verb ကကြတော့ကံမလိုတဲ့ကရိယာဒီအပြည့် direct object မလိုတာပေါ့ခံရတဲ့သူမလိုဘူးပေါ့နော်အဲ့ဒါမျိုးကို intransitive verbs ကံမလိုတဲ့ကရိယာလို့ခေါ်ပါတယ်အဲ့တော့ transitive verbs မှာ example အနေနဲ့ပါရှိမလဲဆိုရင် eat နမူနာစာကြောင်းလေးတည်ဆောက်ကြည့်အောင် she eats a cake အဲ့တော့အကယ်၍သာ a cake ဆိုတာကိုမပါခဲ့ရင် she eats ပေါ့နော်သူမစားတယ်ဘာလို့စားမလဲအတိတ်ပဲမပြည့်စုံဘူးအတိတ်ပဲမပြည့်စုံတာဖြစ်တဲ့အတွက်အတိတ်ပဲပြည့်စုံအောင်နောက်ကနေ object direct object တခုထည့်ပေးရတယ်အဲ့လိုမျိုးထည့်ပေးမှာဟောရဲ့ EC ရဲ့အတိတ်ပဲဒီပြည့်စုံသွားတယ်ဒါကြောင့်မလို့ object လိုတယ်အဲ့ဒီ object လိုဖြစ်တဲ့အတွက်ဒီက eat ဆိုတဲ့ဟာဒီ transitive verb ထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ Susu drinks waterအဲ့ဒီစာကြောင်းပါဆိုရင်အကယ်၍သာ Susu drinks ပဲရေးထားမယ်ဆိုရင်ဘာဖြစ်မလဲဆိုလို့ရှိရင် drinks တောက်တယ်အဲ့တော့ Susu ကတောက်တယ်ဆိုရင်ဘာတောက်တာလဲရေတောက်တာလားနွားတို့တောက်တာလားဖြော်ရင်တောက်တာလားတခြားအရည်တစ်ခုခုတောက်တာလားဆိုတာဒါအတိတ်ပဲမပြည့်စုံနိုင်ဘူးပေါ့နော်အဲ့တော့နောက်ကနေမှသူတောက်တဲ့ object ထည့်ပေးရတယ်အဲ့လိုထည့်ပေးမှဒါလည်းဘာဖြစ်တာလဲဆိုလို့ရှိရင်ဒီရဲ့ drinks ဆိုတဲ့ဟာဒီအတိတ်ပဲပြည့်စုံသွားတယ်ဒါကြောင့်မလို့ဟောဒီက drinks ဆိုတဲ့ဟာဒီ transitive verb ထဲမှာပါတယ်ပေါ့နော်အဲ့တော့ eat drink နောက်ထပ်ဘာရှိအောင်လဲဆိုလို့ရှိရင်make ပြုလုပ်သည် do ပြုလုပ်သည် make a mistake အမှားတစ်ခုပြုလုပ်အမှားလုပ်မိသွားတယ် do homework အင်စာလုပ်တဲ့စသဖြင့်ဒါမျိုးတွေအများကြီးပြောလို့ရတယ်ပေါ့နော်တခြားသောစကားလုံးတွေလည်းအများကြီးရှိပါတယ်now clean the house open the window ဒီနေ့မှကိုဖွင့်နေ close the door တကားပိတ်တယ်စသဖြင့်ဒါတွေအကုန်လုံးဒီ transitive verbs တွေဖြစ်ပါတယ်တခြားသော transitive verbs တွေလည်းအများကြီးရှိပါတယ်အဲ့တော့ intransitive verbs ကံမလိုတဲ့ကရိယာက direct object မလိုဘူး example နဲ့ဆိုရင်တစ်ခါလေးမှာဒါတို့ရဲ့expressions ပေါ့နော်အမူအရာလေးပြတဲ့စကားလုံးတွေလည်းဖြစ်နိုင်တယ် example နဲ့ဆိုရင် smile ပြုံးတယ်ဟုတ်နော်အဲ့မှာဆိုရင် she smiles သူမပြုံးတယ်ဒါပဲပြီးသွားဟုတ်နော်နောက်ကနေ object ထည့်ပေးစေရလို့မလိုတာဖြစ်တဲ့အတွက် how do you smiles ဆိုတဲ့ဟာဒီ intransitive verbs ထဲမှာပါတယ်အဲ့တော့နောက်ကနေ object ထည့်ပေးစေရမလိုဘူးပေါ့နော်ကံမလိုတဲ့ကရိယာဖြစ်တဲ့ intransitive verbs ပေါ့ smiles လိုမျိုးပဲ large ရေမောဒီ crying မိုဒီ the baby cries the baby cries ကလေးငိုတယ်ဘာလို့ရှင် the baby is crying ကလေးငိုနေတယ်လောက်ပဲနောက်ကနေမှငိုရရဲ့နောက်မှာ object direct object ထည့်ပေးစေရမလိုဘူးပေါ့နော်အဲ့လိုမျိုးမလိုတာဖြစ်တဲ့အတွက် crying ဆိုတဲ့ဟာဒီ intransitive verbs ထဲမှာပါတယ် walk လမ်းလျှောက်တယ် run ပြေးတယ်ဒါဒီစကားလုံးတွေက intransitive verbs တွေမှာပါပါတယ်အဲ့တော့ဒါဆိုလို့ရှိရင် transitive verbs intransitive verbs နှစ်ခုလုံးကိုနားလည်သွားမယ်လို့ထင်ပါတယ်အဲ့တော့အတိတ်ပဲပြည့်စုံအောင် object ထည့်ပေးရတယ် direct object လိုတဲ့ကရိယာကို transitive verbs လို့ခေါ်ပြီးတော့မှ direct object မလိုတဲ့ပေါ့နော်ဒီ
ကရိယာကိုကျတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင် intransitive verbs လို့ခေါ်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာမှာ transitive verbs နဲ့ intransitive verbs အကြောင်းရှင်းပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ comment section မှာလည်း transitive verbs ဥပမာလေးနဲ့ intransitive verbs ဥပမာလေးကိုကိုကြည့်လို့ခြာရေးကြလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်